င်္ဂလာပါဝန်ပောင်ပင်နာမပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ human changes to the environment လူသားတွေကပတ်ဝန်းကျင်ကို changes ပြောင်းလဲစေတယ်ဆိုတဲ့ခေါင်းစဉ်ကိုသင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ human being လူတွေရဲ့ရှင်သန်မှုပေါ့နော်ဟာ have significant alter every natural environment နော် natural environment ဆိုတာတဘာဝပတ်ဝန်းကျင် every environment ဆိုတော့တဘာဝပတ်ဝန်းကျင်တစ်ခုစီတိုင်းကို alter ဆိုတာပြောင်းလဲစေတယ်ဘယ်သူကလဲ human being လူတွေရဲ့နေထိုင်ရှင်သန်မှုက in which they have settled ဆိုတာဘယ်နေရာမှာလဲဆိုတော့သူတို့ settle နေထိုင်တော့နေရာပတ်ဝန်းကျင်မှာအရာရာတိုင်းကိုသူတို့ကပြောင်းလဲစေတယ် they turn over the soil and sow crops သူတို့ကမြေကြီးကိုမောက်လန်လိုက်တယ်နော် turn over and sow crop ဘာလို့လဲတီးနှံကိုစိုက်ကြတယ် they may fell whole forest အဲ့တော့သူတို့ကဒီစိုက်ခင်းလုပ်ဖို့အတွက်သူတို့ whole forest တစ်တော်တစ်ခုလုံးကိုမလုပ်မှာတော့ခုတ်မယ်တဲ့in order to clear land for farming and building เนาะအဲ့တော့အဲ့ဒီတစ်တော်ကနေသူတို့ဆောက်လုပ်ရေးအတွက် building တွေအတွက် farming စိုက်ပျိုးရေးအတွက်အဲ့ဒီမြေကိုရှင်းလင်းတာဖြစ်ပါတယ်เนาะ in order to ဆိုတာစနစ်တကျရှင်းလင်းတာ they create system for irrigation ပြီးတော့သူတို့ကဘာလုပ်သေးလဲဆိုတော့ irrigation လို့ခေါ်တဲ့ရေတွင်းစိုက်ပျိုးရေးအတွက်စနစ်တွေကိုလည်းပဲ create ဖန်တီးတယ် waste disposal ဆိုတာကအညစ်အကြေးစွန့်ပစ်တာပေါ့နော် waste အညစ်အကြေးစွန့်ပစ်တာအဲ့လိုမျိုးအတွက်စနစ်တွေကိုလည်းသူတို့ကဖန်တီးကြတယ် they build walls wall ဆိုတာကမြို့ရိုးတို့ဟာလာနယံတို့အဲ့လိုမျိုးပြောတာပါเนาะဒါ fence to make property border เนาะ fence ဆိုတာကခြံစည်းရိုးပေါ့เนาะအဲ့တော့ဒါတွေကိုသူတို့ရဲ့ property ဆိုတာကပိုင်ဆိုင်မှုเนาะသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုနယ်နမိတ်လုပ်ဖို့တတ်မှတ်ချက်လုပ်ရအတွက်ခြံစည်းရိုးတွေကာကြတဲ့အုတ်နယံတွေနဲ့အုတ်နယံတွေကိုစောက်ကြတယ် large human civilization အဲ့တော့များပြားတဲ့ဒီလူယဉ်ကျေးမှုထွန်းကားလာတဲ့အခါမှာ go beyond this step ဆိုတော့ဒီအဆင့်တွေကိုကျော်သွားတယ်เนาะကျော်သွားတယ် they build bridge ဘာတွေလောက်လာနိုင်လဲဆိုတော့တရားတွေစောက်ကြတယ်လမ်းတွေဖောက်ကြတယ် city เนาะ city မြို့တွေတည်ဆောက်ကြတယ် since the beginning of the industrial ages အဲ့တော့စက်မှုလုပ်ငန်းစတင်တဲ့အချိန်ကစပြီးတော့ people have been building factories လူတွေဟာစက်ရုံတွေကိုတည်ဆောက်နေကြတယ် mines သတ္တုတွေတူးဖော်နေကြတယ် railroad မြေထားလမ်းတွေဖောက်နေကြပါတယ် all these human activities ဒီလူတွေရဲ့လှုပ်ဆောင်မှုအားလုံးဟာ order and environment ပတ်ဝန်းကျင်ကို order ပြောင်းလဲစေပါတယ် large human society အဲ့တော့ကြီးမားတဲ့လူအဖွဲ့အစည်းတွေကလည်းပဲ need to manage resources ဆိုတာကအရင်းအမြစ်เนาะအဲ့တော့အဲ့ဒီအရင်းအမြစ်တွေကိုစီမံဖို့ရအတွက်လိုအပ်လာတယ် a natural resources is something of value that is supplied by the environment အဲ့တော့ sorry natural resources လို့ခေါ်တဲ့တဘာဝအရင်းအမြစ်တစ်ခုဟာเนาะ environment လို့ခေါ်တဲ့ပတ်ဝန်းကျင်ကနေပြီးတော့မှ supply ရရှိတဲ့တန်ဖိုးရှိတော့တစုံတရာဖြစ်တယ် that is needed by or useful or to living being เนาะအဲ့ဒီတဘာဝအရင်းအမြစ်ဟာနေထိုင်ဖို့ရန်ဒါမှမဟုတ်ရင် useful အသုံးတဲ့ခြင်းအပြင်လိုအပ်နေပါလေ
This include water အဲ့တော့အဲ့ဒီ natural resources ဆိုတဲ့အဲမှာဘာတွေပါတယ်လဲဆိုတော့ရေပါတယ် forest တစ်တောပါတယ် minerals သတ္တုတွေပါတယ် air လေပါတယ် animals တိရစ္ဆာန်တွေပါတယ် fossil fuel ရုပ်ကြွင်းလောင်စာတွေပါတယ် plants အပင်တွေပါတယ် rock ကျောက်တွေလည်းပါပါတယ် Since the start of industrial revolution in the early 19th century ဆိုတော့19ရာစုနှစ်အစောပိုင်း industrial revolution เนาะစက်မှုတော်လှန်ရေး စတင်ခဲ့တဲ့အချိန်ကစပြီးတော့ people have been consuming natural resources လူတွေဟာတဘာဝအရင်းအမြစ်တွေကိုစားသုံးလာကြတယ် at an ever increased rate အဲ့ဒီစားသုံးမှုနှုန်းဟာအမြဲတမ်း increasing rate တိုးနေတဲ့နှုန်းသားနဲ့စားသုံးနေကြတယ် some natural resources တချို့တော့တဘာဝအရင်းအမြစ်တွေကခိုးကြောင်မီတွေလို oil ရေနံစီ natural gas တဘာဝဓာတ်ငွေ့ဒါတွေက limited or finite เนาะအကန့်အသတ်ရှိတဲ့အရင်းအမြစ်တွေဖြစ်ပါတယ် with continual use အဲ့တော့ဆက်လက်သုံးပြုမယ်ဆိုရင် they will one day run out ဆိုတာကကုန်သွားတာเนาะသူတို့ကတစ်နေ့မှာကုန်သွားပါလိမ့်မယ် sustainability စဉ်ဆက်မပြတ်သုံးပြုခြင်းပေါ့เนาะ refer to a way of using natural resources sustainability ဆိုတာက natural resources ကိုเนาะတဘာဝအရင်းအမြစ်ကိုဘယ်လိုသုံးရမလဲဆိုတဲ့အသုံးပြုမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်เนาะ a way of using ဆိုတော့အသုံးပြုခြင်းနည်းလမ်း without depleting or destroying them ဆိုဘယ်လိုနည်းလမ်းလဲဆိုတော့မကုန်ပဲเนาะ destroying ဆိုတာမပျက်စီးပဲသုံးသောနည်းလမ်းကို sustainability လို့ခေါ်ပါတယ်အဲ့တော့industrialization has produced pollution of air အဲ့တော့ဒီမှာ industrialization လို့ခေါ်တဲ့စက်မှုထွန်းကားခြင်းဟာဆိုရင် air လေ land မြေ water ဟာလားရေတွေကို pollution ညစ်ညမ်းမှုတွေကိုဖြစ်ပေါ်စေတယ် on a massive scale ဆိုတာဘယ်လောက်တောင်များလဲဆိုရင် massive scale ဆိုတာကြီးမားသောပမာဏနဲ့ဖြစ်ပေါ်နေတယ် problems has only grown worse over time ဆိုအချိန်နဲ့အမျှတူဟာပိုပြီးတော့မှဆိုးဝါးလာပါတယ်ပြဿနာပေါ့เนาะသူကြောင့်ဖြစ်လာတဲ့ပြဿနာတွေဟာချိန်နဲ့အမျှပိုဆိုးဝါးလာတယ် 21st century begin 21ရာစုချိန်ကစပြီးတော့ it has resulted in global warming ကမ္ဘာကြီးပူနွေးခြင်းကို result ဖြစ်ပေါ်စေပါတယ် average temperature ပြင်းပြအပူချိန်က have risen all over earth ဆိုကမ္ဘာတစ်ခွင်မှာအပူချိန် risen မြင့်တက်လာတယ် melting glacier အဲ့ဒါကြောင့်မို့ရေခဲတောင်တွေအရေပျော်လာတယ် causing sea level to rise ပင်လေရေမျက်နှာပြင်မြင့်တက်လာတယ်เนาะအဲ့တော့ society have responded to environmental problem in a variety of ways ဒါကိုကြည့်မယ်ဆိုရင် society လို့ခေါ်တဲ့လူအဖွဲ့အစည်းဟာဒီပြဿနာတွေเนาะပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုတုံ့ပြန်နေတဲ့အခါမှာတုံ့ပြန်မှုကိုအမျိုးမျိုးသောနည်းလမ်းတွေနဲ့တုံ့ပြန်ကြတယ် creating a green movement အဲ့လိုတုံ့ပြန်တဲ့အထဲမှာ green movement ဆိုတော့စိမ်းလန်းတဲ့လှုပ်ရှားမှုဆိုပြီးတော့မှလည်းသူတို့ကလုပ်နေကြတယ်ပေါ့ people recycle လူတွေကပြန်လဲအသုံးပြုတဲ့ပစ္စည်းတစ်ခုကိုတစ်ခါပဲမဟုတ်ဘူးထပ်ခါသုံးတဲ့နည်းတွေ product in order to reduce amount of waste ဘာထပ်ခါသုံးရတဲ့ကုန်ပစ္စည်းတွေကိုထုတ်လုပ်လာတာဟာဆိုရင်တော့ amount of waste ဆိုတာအမှိုက်တွေပေါ့နော်ဒီအမှိုက်ပမာဏတွေကိုရှော့ချဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီ recycle use တွေကိုသုံးလာတယ် they plant garden in city မြို့ပြတွေထဲမှာဥယျာဉ်တွေစိုက်ပျိုးလာတယ် on vacant land ဆိုတော့လူမရှိတဲ့အဆောက်အဦမရှိတဲ့နေရာတွေမှာ
ဥယျာဉ်တွေစိုက်ကြတယ် on top rooftop ဆိုတော့ခေါင်မိုးတွေပေါ်မှာအပင်တွေစိုက်တာကြတယ် Farmers have changed their farming method ဆိုတော့တောင်သူတွေကလည်းပဲစိုက်ပျိုးတဲ့နည်းစနစ်ကို have changed ပြောင်းလာကြတယ် to make better use of the soil ဆိုတော့မြေစီလွှာကိုပိုကောင်းတဲ့နည်းနဲ့အသုံးပြုနိုင်အောင်လုပ်လာကြတာဖြစ်ပါတယ် Some farmers forgo the use of manufactured pesticides to raise organic crop အချို့တော့တောင်သူတွေက organic crop လို့ခေါ်တဲ့ဒီဓာတ်မြေဩဇာမပါဘဲတဘာဝအတိုင်းစိုက်တဲ့တီးနှံတွေကိုစိုက်ပျိုးဖို့ရာအတွက်เนาะစိုက်ပျိုးဖို့ရာအတွက်လှုပ်ဆောင်လာကြတယ်ပေါ့เนาะဆိုတော့ pesticide ဆိုတာကပိုးသက်ဆေးเนาะပိုးသက်ဆေးတွေကိုထုတ်လုပ်မှုအသုံးပြုဖို့ဟာကိုအသုံးမပြုဘဲနဲ့เนาะဘာလို့မလဲ organic crops တွေကိုစိုက်ပျိုးတာကိုသူတို့ကလုပ်လာကြပြီ however ဒါပေမဲ့ not all nation နိုင်ငံအားလုံးကတော့ participate ပါဝင်ခြင်းမရှိသေးဘူး this protective measurement ဆိုဒီလိုမျိုးကာကွယ်တဲ့လုပ်ငန်းတွေထဲမှာနိုင်ငံအားလုံးမပါသေးပါဘူး some fear damage to their economy ဘာလို့လဲဆိုတော့အချို့ကသူတို့ရဲ့စီးပွားရေးပျက်စီးသွားမှာကိုစိတ်ပူကြတယ် if they have to convert factory to cleaner သူတို့ရဲ့လုပ်ငန်းသူတို့ရဲ့စက်ရုံတွေကိုပို့ပြီးတော့မှတန်ရှင်းတဲ့စက်ရုံအဖြစ်ပြောင်းလဲဖို့လုပ်မယ်ဆိုရင်သူတို့ရဲ့စီးပွားကိုထိခိုက်မှာဆိုရင်လည်း more environmentally responsible method of production and waste disposal အဲ့တော့ဒီပတ်ဝန်းကျင်ကိုညစ်ညမ်းစေတဲ့အမိုက်တရိုက်တွေကိုထုတ်လုပ်မှုကိုထုတ်လုပ်တာမျိုးတွေကိုတုံ့ပြန်တဲ့နီးလန်းတွေကိုသုံးမယ်ဆိုရင်သူတို့ရဲ့စီးပွားရေးထိခိုက်မယ်ဆိုတာကိုသူတို့ကစိတ်ပူကြပါလေဘာလို့လဲဆိုတော့ကိုထုတ်လိုက်တဲ့ပစ္စည်းစက်ရုံမှာညဉ့်ညမ်းမှုတွေရှိတယ်အဲ့ဒီညဉ့်ညမ်းမှုကိုပြန်ပြီးတန့်စင်ပြီးတော့မှပဲပြည့်ရမယ်ဆိုရင်ထုတ်လုပ်ခအပြင်သူကအဲ့ဒီတန့်စင်ခပါထပ်တိုးလာမှာကိုစိုးတယ်ပေါ့နော်အဲ့ဒါနဲ့သူတို့ရဲ့အမြတ်ထဲကယော့သွားမှာစိုးရိမ်နေဒါကြောင့်မလို့နိုင်ငံအားလုံးကဒီထဲမှာပါမလာဘူးလို့ပြောတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့သင်ယူနိုင်ကြပါစေအားလုံးပဲဘိုင်ဘိုင်ကျေးဇူးပါပါဆိုင်အောင်တောင်း